အားလုံးမင်္ဂလာပါလို့ကဲနေတော့မကောင်းဘူးလို့ဒါပေမဲ့ပစ္စည်းတွေကတော့အများကြီးပဲရောက်နေတယ်လို့เนาะတကယ်လို့မှအိမ်တိုက် special ဝယ်ချင်တာမျိုးဖြစ်စေငှားချင်တာမျိုးဖြစ်စေလုံဒီတိုက်ပေးကြတာရှိတယ်အစ်စ်ချက်ချွတ်လူမနေသေးတဲ့ဟာရှိတယ်เนาะသိန်း6သိန်းတန်ရှိတယ်8သိန်းတန်ရှိတယ်သိန်း20တန်ရှိတယ်အစိတ်တန်ရှိတယ်သိန်း50တန်ရှိတယ်35သိန်းတန်ရှိတယ်30တန်ရှိတယ်28သိန်းတန်ရှိတယ်အမျိုးမျိုးအများကြီးရှိတယ်88လမ်းရှိတယ်39လမ်းရှိတယ်89လမ်းရှိတယ်29 28 29ဈေးကြုံနာကြိုက်သလားဒါမှမဟုတ်လို့ရှင်ဒီမျိုးသစ်ဆိုလို့ရှင်114 115တို့55 54တို့ဒီဘက်မျိုးသစ်ဖက်တို့ကြိုက်တဲ့နေရာကိုပြောပါလို့ချစ်မနေမကောင်းလို့အိမ်ကမထွက်နိုင်သေးဘူးဒါပေမဲ့ပစ္စည်းကတော့ဝယ်ချင်တာပဲဖြစ်စီเนาะလူတိုင်းမဆောက်သေးတဲ့ဝိုင်းမဲ့လိုချင်လဲရတယ်နော်တကယ်လို့မှအငှားလိုချင်တယ်ဆိုလို့ရှိရင်မြို့လေကောင်မြို့လေကောင်ဒီမြို့တစ်ဖက်နော်ဒီလမ်းနေရမနော်ဟယ်ရီနဲ့နီးတာအောင်မင်းလဲနဲ့နီးတာ56နဲ့နီးတာတိတ်ပန်းနဲ့နီးတာဈေးကြိုနဲ့နီးတာဟိုမြို့တစ်နဲ့နီးတာနော်29 28 29 88 93 39 38ဒီနာတဝိုက်နောက်ဒီမြို့တစ်ဖက်62 61လမ်း60တို့အဲ့ဂျားတွေဒီလမ်းပေါ်တွေလိုချင်တဲ့ဥစ္စာရှိလို့ရှိရင်လုံးဝလူမနေသေးတဲ့အသစ်ဆောက်ပြီးသားအသစ်ရက်ချွတ်သိန်း50တန်းရှိတယ်30တန်းရှိတယ်35သိန်းသိန်း20 8သိန်း12သိန်း16သိန်း18သိန်းသိန်း40အမျိုးမျိုးရှိတယ်လို့เนาะချစ်မတော့နေမကောင်းလို့အိမ်ကမထွက်နိုင်သေးဘူးဒါပေမဲ့ရောင်းစရာရောင်းဝယ်မယ်ဆိုလို့ရှိရင်လည်းအကွက်လွတ်ကြတဲ့ခရံတက်တန်းကုံတဲ့ဟာရှိတယ်တက်တန်းတိုးပြီးသားအတစ်ရှိတယ်တိုက်ဆောက်ပြီးသားအတစ်ချက်ချွတ်တဲ့ဟာတွေရှိတယ်နေလက်စနဲ့เนาะ30 40လေးတွေတစ်ထက်တိုက်လေးတွေလည်းရှိတယ်3900ရှိတယ်4000ရှိတယ်အစားစားရှိတယ်เนาะဈေးအများကြီးတန်သိန်း1000ကျော်တန်နေလည်းရှိတယ်9000တန်လည်းရှိတယ်တကယ်လို့မှအငှားပဲလိုချင်အဝယ်ပဲလိုချင်နေရမရွေ့လိုချင်တဲ့နားမရွေ့ပစ္စည်းအကုန်လုံးဒီမှာလက်ထဲမှာရှိပါတယ်လို့เนาะဒီမှာတိုက်တယ်ဆိုလို့ရှိရင်စောက်ပြီးသားခြံအကျယ်ကြီးတွေနဲ့ငှားမယ်ဆိုလို့ရှိရင်လည်းရှိတယ်နော်တိုက်နှစ်ထပ်တိုက်သုံးထပ်တိုက်တစ်ထပ်တိုက်ဟိုတယ်ကြီးတွေကစအကုန်လုံးရှိပါတယ်လို့နော်ဝယ်ချင်တာပဲဖြစ်စေငှားမယ်ဆိုလို့ရှိရင်လည်းနေရာမရွေးရှိပါတယ်လို့အဲ့ဒါလေးတက်ပြောတာပါလို့ချစ်မတော့ပြန်ဖြားနေလို့မထွက်သေးဘူးအိမ်မှာပဲအလုပ်လုပ်နေပါတယ်လို့နော်အဲ့ဒါလေးတွေချစ်တို့အားလုံးသိအောင်လို့ပြောတာပါရှင့်အားလုံးကိုလည်းတဦးတယောက်မှမကြံရချစ်ပါတယ်လို့နော်